အခုမှกินလာလားကောင်းကြီးနေအဲ့ဒါဆိုတစ်စီးမှာဘယ်နှကောင်လဲဟောလားအလေးချိန်နဲ့တွဲပြီးတော့กินတယ်အဲ့တော့အဲ့3ကောင်ဆိုရင်ထောင်းလိုက်ပါ3ကောင်အဲ့တော့ခုရောင်းမယ်ဆိုဘယ်လောက်ရောင်းလဲ3ကောင်2000ဟိုကလည်း2000နေပဲလားတစ်စီးကိုအဲ့ဒါလေးတွေကတစ်စီးကို9000မို့30ဒီမှာဒါတွေကတစ်စီးကို9000ဒါဆိုရင်ဒါ9000မို့ပေါ့နော်3ကင်ဒီပေါက်ပါကိုးတော့ဟွာဗာလဲရက်တောင်လေးတွေထဲထဲလာထလက်ကရက်တောင်လေးထဲလာရထားလိုက်အာ3ကင်9000ဟုတ်တယ်မနေ့ကရက်တောင်လေးထည့်လာဟုတ်တယ်ရက်တောင်လေးတွေထဲပါလေတွေ့ရေးသားတယ်ရက်တောင်မီးလို့ကပြင်ဟိုလိုက်ဒီငါဒီငါတကယ်ရောမွေးတော့ဟိုမှာ9000ပြင်ငါလည်းဘေးဆိုတာဟုတ်တယ်ဟောပြားနေလို့လောက်တော့မလောက်နိုင်ပါဘူးတကယ်ရော9000ဟာလေခယူကင်ဟုတ်တယ်တော့တကယ်ရော3သိန်း9000ဟောဆိုတော့3သိန်း90009000မို့ဟုတ်ပါအရှင်ကတော့တမျိုးပဲနော်ရှင်တမျိုးတကအသေးကြတော့9000ဒါ9000နဲ့9000ကြာဒီက6000လို့ရတယ်ဟုတ်တယ်ဈေးတွေထဲမပြောနဲ့လေစားမဲ့လူတွေမစားရဖြစ်ပါတန်ပါတယ်2000ဆိုရင်တော့ဟိုကောင်းကြီးဆိုတော့ဒါကြီးကုန်အဲတုံးဒီကကြတော့ဒီမှာယူဒါဒီတိုင်းပဲဟိုတဘာဝกินတာပေါ့နော်ဟုတ်တဘာဝပဲကြောင့်မသိဘူးငွေဆောင်ရောက်ရင်ဒီအမကြီးတွေကျွန်တော်အားပေးလို့ရတယ်အများကြီးရှိလက်တယ်ပဲဆိုရင်